ဘယ်မှာတော့မာသရာလေးဆိုဒါဘယ်ကားလဲခိုင်းနေတော့မကြောက်ခနဲ့အဲ့ဘယ်Oh shit လုံးဝ surprise ပဲသူဆိုးတော့ကွာ project ကဘယ်လိုပေါ်ပြီးတော့မလား တောက်ချင်တော့ပေါ့ ဝယ်တိုင်းချင်မပါအောင်ငါနေ40ပဲပါ မင်းတော့ကြုံမပြောငါပတ်ဆိုင်ပါမလားပြီးတော့မှတောက်တော့မှသွား မေးနေဟမ် မပါဘူးသွားရတော့ 40ပါလေ 40နဲ့လောက်အော်လောက်တယ်လောက်တယ်အသေးလေးမငါဟိုတော့ပြောကြရည်ကွာ စီးမလားဒူလေး ဟောဆရာရင်ရရင်တော့စီးချင်တယ် စီးမလား စီးမဟုတ်မယ်ဆိုခဏဆောင်ငါနှစ်ကုန်ဝယ်မယ်ဟုတ်40ပဲပါရ40လောက်တယ်လိုပါပဲလောခဲ့တဲ့ပြီလားဘယ်လောက်လဲ90လောခဲ့တဲ့35နှစ်ကကားဆိုဒီလိုမျိုးတော့ရှိရအောင်ဟုတ်တယ်ပြီးစီပြန်ထည့်လို့ရတယ်ဒီလက်ခံလို့ရတယ်ကွာ ငါပုတ်တန်လာဟုတ် အေးအဲ့ဆိုတန်းတယ်လေ အဲ့ဒါတော့တယ် ဆောက်ခပ်ပြရလိုက်လို့ဖုံးလို့ပါ7-Elevenလာ2ယောက်ပေါင်း40ပဲပါတယ်ကော်ဖီနဲ့ဖတ်တော့ပြီးပြန်ပါတယ် ဟိုက โอ้လာလိုက်တာကွာโอ้အဲ့ကုန်းတော့လုံးလို့တယ်နော်ရပါတယ်ကပ်ဖို့တော့မပါဘူးလေဗျနင်ဘလို့လက်မအောင်ဆရာရင်ငါကိုင်းမေးထားမှာလိုပါပဲ told you စီးစိုးလို့ဖြစ်ပြီးရက်သွားရင်ဘယ်လိုလုပ်မလဲစိတ်တော့တာမ We on the bus go round and round round and round ဒီဘက်တော့ ဟုတ်တယ်ပဲမှာ ဒီလိုပြန်လုံးမယ်ကွာရအောင် လုံး vlog လေး vlog ဆိုရင်တော့မင်းဒါမျိုးတစ်ခုဝယ်လိုက်တော့မင်းစောင်းပေါ်သွားတယ်6400နဲ့တော့မင်းဂိုင်းလို့မလွယ်ဘူး တော်ရင်ဖုန်းနေမယ် ဖုန်းနဲ့ဆို memory ရဲ့စောင်းစရာချုပ်တယ် ဘာမှမရှိဘူးဟာငါတကယ်ချင်းอ่ะ ဟာလေဆွဲရေးဆွဲရမှာအော်ရေးဆွဲရမှာ We'll on the bus go round and round အဲ့ဒါကြာရင်မင်းအမြင်မှတ်မိသွားတော့မှာနောက်ကြာရင်ငါပါကို ရွှေ့မယ်ကိုရဟုတ် น้องซีนะครับ ใหญ่ที่ท่านสสกิติพัฒน์แสงธนโยธินกับเป็นประโยชน์ต่อพี่น้องประชาชนครับขอบคุณมากครับป้องจะโทรถามตนเพื่อนบอยและนายระวีและคนไทยครับผมในวันนี้นะครับแล้วก็รวมไปถึงกราบขอบพระคุณท่านศักดาครับแต่ทั้งนี้ทั้งนั้นครับยินดีต้อนรับทุกท่านนะครับเช่นรัฐบาล ရပြီ collaboration နေလေ အော်โอเค hello လေးတဲ့တော့ဟောတယ်ကွာ တော့ပူလိုက်ဗျ
ခပ်ပတ်လိုက်ရင်ကင်မရာကွယ်သွားမှာဆိုလို့ဟို brake ကြီးအဲ့လိုနော် hydraulic ဟို feeling ရဲ့တမျိုး စိတ်မကြမ်းမယ်ထားကြတယ်ဟာ ထားကြတယ်ဇင်ကြောက်မလို့တာကြီးထားကြဖို့ပဲလို့ engine stop လိုက်ကွာ engine stop မှဒီလိုကားကိုမောင်းရတာအလုံးကကားနဲ့လူနဲ့တသားလေးဖြစ်သွားတာအားမဂျားထဲမှာခံထားတဲ့ electronic system လေးမရှိဘူးပဲဒီလိုက်ဟိုက pure driving experience ဆိုရ yes ကိုနေလာဝိုင်းနေတယ် อืม ဖြစ်တော့ဘာလေးရရလိုက်ရှ အဲ င်း ရှင်းတော့လိုက်အောင်ကျော်စရာကြီး hey you put a smile on my face ထားပဲကွာထားပဲထားတော့ပဲသူကားကြီးမှာအာမနာပါဒီကောင်ကြီးကရှောင်းလဲတိုက်တာပါပဲမြများတိုက်မယ်ပန်ပါပဲရှောင်းလို့ရမှာဒီကား steering လေးကညာဘက်ကဘယ်ဘက်ကိုနည်းနည်းဆောင်း တော်ဆွဲလွတ်လန်ပါလာတဲ့ နင်းကြည့်မယ်နော် နင်းကြီးပဲနေလာနေသေးတယ်ဗျာ နင်းကြည့်တယ်ဟိုပြေးကုန်ပြေးတာ ရုပ်တွေ100က3 business တွေတို့အားလာကိုယူကျော်မဆန်တော့ပြီး7မှာမဟုတ်ဝင်သွားတာမင်းတေးအောင်မလားချပဲကွာဦးလွတ်လိုက်လို့ရလားချစ်တော်ချစ်စရာတွေတိုက်ရရလို့ ဒီရဆိုပုံပြန်တော့ငါရဲပလေး ဆွဲရလေဆိုမဟုတ်ကွာအင်ဂျင်ဘေးရလေကွက်တီလေးတော့ဖြစ်နေသွားတယ်သူ တော့ပါလေ အဲ့ကြောင့်လည်းပွင့်လာဆောင်းကြိုက်တယ် အေး ဝဲတော့ရ ဝယ်မှာရန်ကားခြင်းနဲ့ no airbags တော့တာကြီး ဒီတိုင်းတကယ်ပြီး အေးလေ Brigham and Die လိုက်ကပါညာ no airbag no ABS no electronic control တောက်ချောက်ဘတ်မထားတော့တော့ မမြင်ပါဘူးအဲ့ဒါရဲ့ကားလောက raw မလို့သောမြင်နေတယ် အေးဝယ်မှာတိုင်းဝယ်မှာမင်းတော့ဝယ်လိုက်ပြီဆိုတော့ငါလည်းဝယ်မှာ ခွေးထမိုက်လို့ဝဲလိုက်ပြီ ရတယ် ကျတဲ့ဟောင်းနေပါဆိုလို့ငါတော့ခေါ်ပြီးပဲကားလေးတက်ဝယ်လာတော့ အေး
ငါခုတော့ဟောင်းနေရတယ်ခု Dodge ကတက်လိုက်ဆင်းလိုက်နေငါလည်းခွန်းကြည့်ရ ဟုတ်ပါငါတော့သုံးဖြတ်လိုက်တာပါငါလည်းအဲ့လိုပဲငါဒါမှမပါလို့ကောင်းမွယ်ပဲနည်းနည်းကြာသွားလဲဆိုအဲ့ဒါကဘယ်အားဖြစ်တင်တာလဲစဉ်းစားနေရပါငါလုံးလိုက်ရင်ကြက်သွားမယ်တော့ချောက်လည်းလုံနေရမယ်ဆိုတော့ဘယ် pocket ဆိုတော့ဝယ်လိုက် ဝယ်လိုက်တိုင်ဝင်လိုက်ညာပါ လို့ပါ content တွေလည်းရိုက်မယ်ဆိုပြီးတော့ခိုင်းတာ တဲ့တိုင်ရေးစေးတော့မလွတ်မဲ့ဘိုင်းတော့အော်fuck ဘာကင်ထိုးရတာလုံးဝနိုင်နေတယ်ထားပဲရအောင်ထားပဲဒီလိုပါပဲဒီလိုလေးရရှိတာပါ စစ်စရာ အခုက90 မော်ဒယ်ကြီး အဲ့ငါပြောတာသူကတနေ့ကမိုင်းလေးမှတင်ထားသူ့ရေ ငါမှုပါအရင်ကားကိုအရင်တော့ကားကိုပြန်တင်ထားရမှန်း ကဲအောင် ဟုတ်လား